မေမေတို့ကိုပြောပြမယ်မေမေငါပြန်လိုက်တာဆိုတဲ့စကားကြားရင်မေမေတို့ဘာလုပ်တတ်ကြလဲအများစုကဖုန်းပေး TV ဖွင့်ပေးတတ်ကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ပြင်းချင်းရဲ့ကောင်းကျိုးတွေကိုပြောပြပေးမယ်ကလေးပြင်းတဲ့အခါသူ့အုံနောက်ကငါဘာလုပ်ရမလဲဆိုတဲ့ပြဿနာကိုစတင်ဖြေရှင်းပါတယ်ဒါဟာတီထွင်ဖန်တီးနိုင်စွမ်း creativity ရဲ့အစပါပဲဖုန်း TV စတဲ့ဖျော်ဖြေမှုတွေအမြဲရှိနေရင်ကလေးဟာကိုယ့်ဘာသာကိုဖျော်ဖြေတတ်တဲ့စွမ်းရည် self entertainment မရှိလာပါဘူးဒါကြောင့်ကလေးပြင်းနဲ့ပြောရင်ချက်ချင်းဖြေရှင်းပေးမယ်အစားပြင်းရင်ဘာလုပ်ချင်လဲလို့မေးပြီးသူ့ကိုယ်ကိုစဉ်းစားခွင့်ပေးပါပြင်းခွင့်ရတဲ့ကလေးတွေဟာပြဿနာဖြေရှင်းနိုင်စွမ်းပိုကောင်းလာပြီးကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာပါတယ်ဒါပေမဲ့ကလေးကိုလုံးဝဂရုမစိုက်ပဲပြင်းခိုင်းထားတာမျိုးမဟုတ်ပါဘူးအန်ဒီရရှိတဲ့အရာတွေမလုပ်စေဖို့ကြီးကြပ်မှုလိုအပ်ပါတယ်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်